ဆွဆွဲကဲ့ရတာတွေနဲ့ပတ်သက်လာတဲ့မြတ်စွာဘုရားသင်ပေးထားတာဘုရားဘာသာတွေဒါလိုက်နာကျင့်သုံးဖို့ကောင်းတာဖရာတရားတန်ခါယရဏသုံးပါးရဲ့ဂုဏ်ကျေးဇူးမဲ့တွေမဟုတ်မတရားဆွဆွဲပြီးတော့ပြောကြားလာမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဘာပြောတော့ဘာဟောစိတ်မဆိုးကြနဲ့စိတ်မဆိုးရဘူးတဲ့အဲ့ဒါလိုလာပြောစိတ်ဆိုးနေလို့ရှိရင်အကောင်းဆိုးမခွဲခြားနိုင်တော့ဟုတ်တယ်လေဒေါသလွှမ်းမိုးနေတဲ့အချိန်ဟာအတိညာတုံးနေမှာပဲအဲ့ဒါကြောင့်မလို့နံပါတ်1ကအာဃာတတရားမထားနဲ့နံပါတ်1စိတ်မဆိုးနဲ့စိတ်မထိခိုက်နဲ့ဟောနံပါတ်2ကျတော့ဘာတော့ဆိုလို့ရှိရင်အကယ်၍စိတ်ဆိုးမယ်ဆိုလို့ရှိရင်အဲ့စိတ်ဆိုးမှုကကိုယ့်ကိုပဲပြန်ဒုက္ခပေးမယ်ကိုယ့်ကိုယ်ကိုပြန်ဒုက္ခပေးမယ်နောက်အဲ့လိုစိတ်ဆိုးနေတယ်ကိုယ့်ကိုဆွဆွဲလို့ဆွဆွဲရကောင်းလားဆိုပြီးတော့ကဲ့ရဲ့လို့ကဲ့ရဲ့ကောင်းလားဆိုပြီးတော့တုံ့ပြန်ပြီးတော့စိတ်ဆိုးနေမယ်ဆိုလို့ရှိရင်အကောင်းအဆိုးအကြောင်းကျိုးမသိနိုင်တော့ဘူးတဲ့ဒီလိုဆိုလို့ဒါဖြင့်ဒီတိုင်းငုံခံရမလားလို့ဆိုရင်မြတ်စွာဘုရားမဟုတ်ဘူးဆွဆွဲလာလို့ရှိရင်မဟုတ်ဘူးဆိုတာတော့ပြောတယ်ဓမ္မစလာတုတ်ပါနော်ဒါကြောင့်မမှန်ဘူးဒါကြောင့်မှန်ကန်မှုမရှိဘူးဆိုတာကိုတော့ဖြေရှင်းချက်ပေးရအဲ့ဒါကဆွဆွဲမှုနဲ့ပတ်သက်တာကဲ့ရဲ့ရှုတ်ချမှုနဲ့ပတ်သက်တာလိုက်နာကျင့်သုံးရမယ်အကျင့်တစ်ခုပဲ